မာဖီးယားလို့ပြောလိုက်တာနဲ့ကျွန်တော်တို့အားလုံးတဲကော့ဖာသာ The Godfather စကားကိုပြင်းမြင်ကြမှာပါဒါပေမဲ့အဲ့ဒီဇလန်းတွေရဲ့နောက်ွယ်မှာတကယ်လက်တွေ့လောကကိုတုံးလို့စေခဲ့တဲ့လူတစ်ယောက်ရှိခဲ့ပါတယ်သူကတော့အမာရွေးမျက်နှာပိုင်ရှင်လို့လူသိများတဲ့အဲကာဘုံဟော့ခတ်ဖောင်းလက်ပါပဲချီကာဂိုမြို့ရဲ့လမ်းမတွေကိုတွေးဆွစေခဲ့ပြီးအစိုးရကပါစိန်ခေါ်ခဲ့တဲ့သူ့ရဲ့ဘဝဆက်ကြောင်းကရုပ်ရှင်တကားထက်တောင်ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်ကာဘုံကို1899ခုနှစ်မှာနယူးယောက်မြို့မှာမွေးဖွားခဲ့ပါတယ်။ကျောင်းကနေထုတ်ခံရပြီးနောက်သူဟာလမ်းပေါ်ကဂိုင်းငယ်လေးတွေမှာစတင်ကျင်လည်ခဲ့ပါတယ်။သူ့ရဲ့နာမည်ကျော်အမာရွေးမျက်နှာဆိုတဲ့အမည်ကဘာတစ်ခုမှမိန်းကလေးတစ်ယောက်ကိုစနောက်ရာကနေသူမရဲ့အကူဖြစ်သူကဓာတ်နဲ့ပါးကိုမှုန်းလိုက်လို့ရခဲ့တဲ့အမာရွေးကြောင့်ဖြစ်လာတာပါ။ဒီအမာရွေးဟာနောက်တစ်ချိန်မှာရာဇာသူမြလောကရဲ့ကြောက်မက်ဖွယ်တစိမ့်တစ်ခုဖြစ်လာခဲ့ပါတယ်။1920ပြည့်နှစ်မှာအမေရိကန်အစိုးရကအရေးရောင်းချမှုကိုတားမြစ်ပိတ်ပင်လိုက်ပါတယ်။ဒါဟာကာဘုံအတွက်တော့ရွှေခေတ်ပါပဲ။သူဟာချီကာဂိုမြို့ကိုပြောင်းရွှေ့ပြီးအရက်မောင်ခိုလုပ်ငန်းလောင်းကစားနဲ့တရားမဝင်လုပ်ငန်းတွေကိုလက်ဝါးကြီးအုပ်ခဲ့ပါတယ်။တစ်နှစ်ကိုဒေါ်လာ60ကျော်အခုခေတ်ငွေနဲ့ဆိုတန်းရချီဝင်ငွေရှိလာပြီးမြို့တော်ဝင်တွေနဲ့ရဲတွေကိုပါလက်ထိုးပြီးသူ့လက်ခုပ်ထဲကရေလိုထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဩဇာကသွေးနဲ့တိဆောက်ထားတာပါ1929ခုနှစ်စိတ်ပလင်တိုင်းနေ့မှာသူနဲ့ပြိုင်ဘက်ခိုင်းသား9ယောက်ကိုရဲအတုတွေနဲ့ဖမ်းခိုင်းပြီးလူမဆန်စွာပြစ်တက်ခဲ့ပါတယ်ဒီဖြစ်ရဟာတနိုင်ငံလုံးကိုတုန်လှုပ်စေခဲ့ပြီးအများပြားရဲ့ဝေဖန်မှုကိုခံခဲ့ရပါတယ်ထူးဆန်းတာကကာဘုံကိုလူတက်မှုဒါမှမဟုတ်မှောင်ခိုမှုနဲ့ဖမ်းလို့မရခဲ့တာပါပဲနောက်ဆုံးမှာတော့အစိုးရကသူ့ကိုအခွန်ရှောင်မှုနဲ့ထောင်ဒဏ်17နှစ်ချမှတ်နိုင်ခဲ့ပါတယ်နာမည်ကျော် Alcatraz ကျွန်းပေါ်ကထောင်ကြီးထဲမှာနေခဲ့ရပြီးနောက်ကျမ်းမာရေးတွေအလွန်မင်းချိုယွင်းလာက1948ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်အကာဘုံဟာရာဇာသူ့မြတ်သားတစ်ယောက်ဖြစ်ပေမဲ့သူ့ရဲ့စနစ်တကျခိုင်းဖွဲ့ပုံနဲ့ဩဇာလွှမ်းမိုးမှုတွေကယနေ့ခေတ်အထိရုပ်ရှင်နဲ့စာပေလောကမှာပြောစမှတ်ပြုနေကြရဆဲဖြစ်ပါတယ်ဒါကတော့ကမ္ဘာရာဇာသူ့မြတ်မှုသမိုင်းမှာအထင်ရှားဆုံးပုဂ္ဂိုလ်တစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်